ပရိသတ်တွေအကြိုက်နဲ့ထပ်တူကြခဲ့တဲ့မြမလယ်ရေးစဉ်မျိုးသမီးသင်းရဲ့ပနာမလူစင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ကိုသမနေရာမှာကတော့မျိုးမမငိမ့်ဣဆန္နာဇော်ဇူလက်နဒီသူစာအောင်တထားအောင်လှထွေးတို့ပဲဖြစ်ပါတယ်။နောက်တန်းကစားသမားတွေအနေနဲ့ကတော့မေသက်မော်မြင့်ဖြူဖြူဝင်းဇွန်ယူရဦးဖြူဖွေးလင်းလဲဦးတန်းတန်းနွယ်ခင်မျိုးတနာထွန်းစောင်းနှင်းဖွေးနန်းစနေမယူယူနိုင်ခင်မိုးဝင်းဝေဟင်ဖြိုးတို့ပဲဖြစ်ပါတယ်။လက်တန်းကစားသမားတွေအနေနဲ့ကတော့ခင်မိုမိုထွန်းနော်ထထဝေဟေမန်ဆိုဝင်းဝင်းခင်မာလာထွန်းဝင်းဆန္နာနန်းဖြူဖြူသွဲလင်းမြင့်မို့နန်းဝမ်းလှိုင်ရှေ့တန်းကစားသမားတွေအနေနဲ့ကတော့စန်းတော်ယူပါခိုင်မြတ်နိုးခင်ရွှေရီထွန်းဝင်းသိန်ကြီးထွန်းမေထက်လူစုစုကြည်ဇင်မိုးပြေတို့ပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့သုံးနိုင်ငံဖိတ်ခေါ်ဖလားအတွက်ထုတ်ပြန်ထားတဲ့မြမလက်ရည်စင်မျိုးသမီးသင်းရဲ့ပနာမလူစင်းအကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။အားပေးကြည့်ရှုခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။